တွေးလင်းထက်ကဆိုလို့ရှိရင်ဒီနေ့ညမှာတော့သမိုင်းတဲ့တွင်ပွဲကိုထိုးသက်ရတော့မှလည်းပဲဖြစ်ပါတယ်မင်္ဂလာပါ Five Farming ကနေကြိုဆိုပါရစေအားလုံးသိကြတဲ့အတိုင်းတွေးလင်းထက်နဲ့ဆန်အေးနှစ်အောင်လုံးကအသီးသီးဝိတ်ချင်လို့ပြီးသွားပြီလည်းပဲဖြစ်ပါတယ်တွေးလင်းထက်ကဆိုလို့ရှိရင်ဝိတ်ချင်လို့အပီးသူပြန်လဲနားခိုတဲ့နေရာကိုရောက်တဲ့အခါမှာတော့ပြည်သက်တွေနဲ့စကားတွေပါတယ်ပြောပုံမှန်လှုပ်ဆောင်နေကြအတိုင်းလှုပ်ဆောင်နေရမျိုးလည်းဖြစ်ပါတယ်သူကအခုရှင်ပြိုင်မဲ့ပွဲအတွက်ဘာဖီအားမသိရှိတဲ့ပုံစံတော့မပေါ်ပါဘူးယုံကြည်မှုရှိတဲ့ပုံစံကိုမြင်သိရမှာလည်းပဲဖြစ်ပါတယ်သူအကောင်းဆုံးပြင်ဆင်ထားတာကိုလည်းကျွန်တော်တို့တွေ့မြင်ရမှာလည်းပဲဖြစ်ပါတယ်သူရဲ့ပေးသွက်တွေကလည်းတွလင်းထက်ကိုစိတ်ပူနေကြတာမျိုးကိုတွေ့မြင်ရမှာဖြစ်ပြီးတော့တွလင်းထက်ကလည်းစိတ်မပူဖို့နဲ့သူအကောင်းဆုံးပြင်ဆင်ထားကြောင်းကိုပြန်လဲပြပြထားပါတယ်စံအေကဘဲချေဘဲလက်အလွန်ကောင်းတော့ကြောင်းမလို့သူ့ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့ညာချေညာလက်ကိုမချဖို့နဲ့တတိကြီးတော့ကစားဖို့ကိုမှားချပေးနေတဲ့ပိတ်သက်တွေကိုတွေ့မြင်ရမှာလည်းပဲဖြစ်ပါတယ်တွင်းလင်းထက်ကဒီနေ့ညကိုအကောင်းဆုံးပြင်ဆင်ထားတဲ့ပုံစံပေါ်ပါတယ်အစကတည်းကတွင်းလင်းထက်ကထိုးခဲ့တဲ့ပွဲတွေအကုန်လုံးမှာထိုင်းဖိုက်တာတွေကိုပဲအနိုင်ယူပြထားတာဆိုတော့ထိုင်းနေဘက်ကနေတွင်းလင်းထက်ကိုမကြည်တာမျိုးပဲဖြစ်ပါတယ်သူတို့လှုပ်လိုက်တဲ့ပုံစံကတွင်းလင်းထက်ရဲ့နိုင်ပွဲတွေကိုရက်တန်းပစ်ချင်တာမျိုးပဲဖြစ်ပါတယ်အမှန်တကယ်ပြောရရင်တွင်းလင်းထက်မင်းကောင်းနေလားမင်းအဲ့လောက်ကောင်းနေငါတို့နိုင်ငံကဂနဝင်ဖိုက်တာကြီးနဲ့ထိုးကြီးဆိုပြီးတော့ဆန်အေနဲ့ပွဲတဲ့ပေးလိုက်တာမျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ကတွင်းထက်ကိုအားပေးနေတယ်လို့ပဲတစ်ဖက်ကဆန်အေရဲ့ထိုင်းပိတ်သက်တွေကလည်းဆန်အေကိုအနိုင်ရရှိမယ်လို့ပြောထားကြတာမျိုးလည်းရှိပါတယ်သူတို့ရဲ့ပိတ်သက်တွေမဟုတ်ဘဲနဲ့ထိုင်းရဲ့မွေထိုင်းကဇာသမားတွေအကုန်လုံးကလည်းဆန်အေကိုအနိုင်ရရှိမယ်လို့ခံမှန်းထားကြပါသေးတယ်သူတို့ဘက်ကနေဒီလိုအားပေးနေတာဒီလိုဆန်အေကိုမြှောက်ပြောနေတာမျိုးရှိပေမဲ့လည်းကျွန်တော်တို့ဘက်ကနေအားပေးမှုကမနှဲပါဘူးဆန်အေကမွေထိုင်းကိုအချိန်ကြာမြင့်စွာကစားထားပြီးတော့ဝိုင်းဖိုက်တာတူဖြစ်တာနဲ့အညီတွေးလင်းထက်ကလည်းမြန်မာနိုင်ငံရဲ့တကုတ်ရွှေအောင်လန်စုကိုအချိန်ချင်းစိုက်ထူထားတဲ့ကစားသမားလည်းပဲဖြစ်ပါတယ်။ဆရာစပူကျော်ပြောသလိုပဲတွေးလင်းထက်ကလက်ဝိတ်သက်သမားမဟုတ်ဘဲနဲ့လက်ဝိတ်သမားပဲဖြစ်ပါတယ်။သူ့ရဲ့အသေးပဲကလက်ဝိတ်သက်သမားဆိုတာမဲလားငါလားမေးပြီးတော့ရှင်ပြန်ထိုးတက်ကားတဲ့ပုံစံပါ။လက်ဝိတ်သမားကကြတော့ဒီလိုမဟုတ်ဘဲနဲ့ပပနက်နဲ့ထိုးတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ထိုစကလုံးကကျွန်တော်တို့အားကြရတဲ့စီနီယာအကိုတယောက်စီကနေကောက်နှုတ်ထားတာမျိုးပဲဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့မြန်မာပြည်သက်တွေစိုးရိမ်နေတယ်လို့မျိုးတူရင်ထက်ကပညာကုံမှအများကြီးနေမနေဘူးဆိုတာမျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းအများကြီးစိုးရိမ်မနေဘဲနဲ့ဒီနေ့ညထိုင်းစံတော်ချိန်9နာရီခွဲမိနစ်မြန်မာစံတော်ချိန်9နာရီမှာတူရင်ထက်နဲ့ဆန်အေတို့ရဲ့အားပြိုင်မှုမှာဘယ်သူနိုင်ရရှိသွားမလဲဆိုတာကိုအားပေးကြရမှာလည်းပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်